သူဟာတိုင်လူကြီးကိုကင်မရာတွေရှေ့မှာတင်အဆက်ခွဲနိုင်ခဲ့မှန်းသိသွားတဲ့အချိန်မှာတော့တိုင်လူကြီးရဲ့မျက်နှာကိုကြည့်ပြီးအားရပါးရရေမောပါတော့တယ်အဖြစ်ပြက်ကတော့တိုင်လူကြီးကသူ့ကိုဟန်ဆောင်လဲကြတယ်ဆိုပြီးအဝါကပြက်လိုက်ရာကနေစတင်ခဲ့တာပါတကယ်တော့သူဟာဟန်ဆောင်ခဲ့တာမဟုတ်ပါဘူးအက်လီဟာပြန်ဘက်ဣရိယာတွေကိုဆွဲပြေးသွားချိန်မှာနောက်ခံလူကသူ့ခြေထောက်ကိုအတိအတာကြီးနှင်းလိုက်တာပါသူလဲကျသွားတဲ့အချိန်မှာလူတိုင်းကပင်နယ်တီရမယ်လို့ထင်ထားကြပေမဲ့တိုင်လူကြီးကတော့သူ့ကိုလိမ်ညာတယ်ဆိုပြီးအဝါကက်ထုတ်ပြခဲ့ပါတယ်အက်လီတယောက်တကယ်ကိုစိတ်ပေါက်ကွဲသွားပါပြီသူဟာသူ့ရဲ့ဘောလုံးကန်ဖိနက်ကိုချွတ်ပြီးကြည်စမ်းသူငါကိုဘလောက်ပြင်းပြင်းနှင်းလိုက်တယ်လဲဆိုရင်ဖိနက်တောင်ချွတ်ထွက်သွားတယ်လို့ပြောချင်တဲ့ပုံစံနဲ့တိုင်လူကြီးရှေ့ကိုထိုးပြပါတော့တယ်ဒါပေမဲ့တိုင်လူကြီးကတော့ဂီယူမဆိုင်ပါဘူးဒါပေမဲ့ရုတ်တရက် VAR ကကြားဖြတ်စစ်ဆေးဖို့အကြောင်းကြားလာပါတယ်တကွင်းလုံးကပရိသတ်တွေရင်ထိတ်ထိတ်နဲ့စောင့်ကြည့်နေရတဲ့အချိန်မှာတိုင်လူကြီးဟာမော်နီတာစီကိုပြေးကြည့်ပါတော့တယ်ပြန်ကြည့်ပြီးတဲ့နောက်မှာတော့တိုင်လူကြီးဟာကွင်းထဲကိုပြန်ဝင်လာပြီးအဝါကက်ကိုပြန်ရုပ်သိမ်းလိုက်ကပင်နယ်တီအဖြစ်သတ်မှတ်ပေးလိုက်ပါတယ်အက်လီကတော့ဂိမ်းထဲမှာချီကုတ်ရလိုက်လို့မျိုးတစ်ချက်ပြုံးလိုက်ပြီးတိုင်လူကြီးကိုတောင်ဖက်လိုက်ပါသေးတယ်ပင်နယ်တီကနေဂိုးဝင်သွားပြီးပွဲကတော့ဆက်သွားနေတာပေါ့ဒါပေမဲ့ဘောလုံးနဲ့ဖျားတွေကတိုင်လူကြီးကိုအနားပေးဖို့အစီအစဉ်မရှိသေးပါဘူးမိနစ်ပိုင်းကြာမှတဲ့အက်လီဟာအဲ့ဒီရထဲမှာပဲနောက်တစ်ချိန်အချမ်းပူတန်ဖြတ်ထုတ်ခံရပြန်ပါတယ်ဒါဟာလုံးဝကိုတိတာလုံးနဲ့ပြစ်ဒဏ်ပေါ်ပါတိုင်လူကြီးကတော့ကလဲစားချေဖို့စောင့်နေတဲ့အတိုင်းအပြေးလွှားရောက်လာပြီးအက်လီကိုဟန်ဆောင်လဲချမှုနဲ့ဒုတိယမြောက်အဝါကက်ထက်ပြလိုက်ပြန်ပါတယ်ဒီတစ်ခါမှာတော့အက်လီဟာစိတ်မဆိုးတော့ပဲအားရပါးရရေမောနေပါတော့တယ်သူဘာမှလည်းကန့်ကွက်မနေပါဘူးဘာကြောင့်လဲဆိုတော့ဘာတွေဆက်ဖြစ်လာတော့မယ်ဆိုတာသူကောင်းကောင်းသိနေလို့ပါသူကတိုင်လူကြီးကို KBAR တွားကြည့်လိုက်ဦးလေလို့တောင်ပြောလိုက်ပါသေးတယ်အက်လီထင်တဲ့အတိုင်းပါပဲ BAR ကနေတိုင်လူကြီးကိုထပ်ခေါ်ပြန်ပါတယ်တိုင်လူကြီးဟာတကွင်းလုံးကပရိသတ်တွေတဟာရေမောနေကြတဲ့ကြားထဲကနေမော်နီတာစီကိုဒုတိယအကြိမ်လျှောက်သွားရပြန်ပါတယ်အနေပြက်ကွက်ဗီဒီယိုကိုကြည့်ပြီးတဲ့နောက်မှာတော့တိုင်လူကြီးဟာအဝါကက်ကိုဒုတိယအကြိမ်မြောက်ပြန်ရုပ်သိမ်းလိုက်ရပြီးနောက်ထပ်ပင်နယ်တီတစ်လုံးပေးလိုက်ရပါတော့တယ်တကွင်းလုံးကပရိသတ်တွေဟာအောင်ပွဲခံတန်တွေနဲ့ဆူညံသွားခဲ့ပါတယ်အက်လီနဲ့တိုင်လူကြီးတို့ဟာလည်းသူငယ်ချင်းဟောင်းတွေလိုလက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်ဒုတိယပင်နယ်တီလည်းကိုးဝင်သွားပြီးပွဲကတော့အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားခဲ့ပါတော့တယ်